အားလုံးပဲမင်္ဂလာပါဂျပန်ပြည်တွင်းစားတောက်ဆိုင်စားတောက်ကုန်ထုတ်ဒီ offline website မှာ mypage ID login ဝင်ဖို့အတွက်ကျွန်တော်တို့ password မေ့နေတဲ့သူတွေအတွက် forgot password တောင်းလေးပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ forgot password တောင်းဖို့အတွက် Google Chrome browser မှာ OTAFF1 ဆိုပြီးတော့ရိုက်လိုက်ပါဒီမှာတွေ့တဲ့ OTAFF1 JP ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်ပါကျွန်တော်တို့ဒီ forgot password တော့မဟုတ်ပေါ့နော်ဒီ login ဝင်ဖို့အတွက်ကတော့ကျွန်တော်တို့ဒီ login ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ password とを忘れ方はこちらからဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီနေရာမှာကတော့ကျွန်တော်တို့ my page ID ရှောက်ခဲ့တုန်းကကိုယ့်ရဲ့ email ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်email ရိုက်ထည့်ပြီးသွားရင်တော့ social ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ login ကိုနှိပ်ပြီးတော့ကျွန်တော်တို့ရှေ့ဆက်သွားလို့ရပါတယ်ဒီနေရာမှာ login က error တက်နေရဖြစ်တဲ့အတွက်ကျွန်တော်တို့ home key နဲ့ပဲထွက်ပြီးတော့ကျွန်တော်တို့ password အသစ်သတ်မှတ်ဖို့အတွက် off1 ကနေပို့ပေးလာတဲ့ email တွေကိုဝင်ပြီးတော့ link ကနေမှတစ်ဆင့်ကျွန်တော်တို့ password အသစ်သတ်မှတ်မှာဖြစ်ပါတယ် password အသစ်သတ်မှတ်ဖို့အတွက်အောက်က URL လေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာကျွန်တော်တို့ password အသစ်သတ်မှတ်မှာဖြစ်ပါတယ် password ကတော့ကျွန်တော်တို့အင်္ဂလိပ်စာလုံးအကြီးပါရမယ်အသေးပါရမယ်ကဏ္ဍပါပါမယ်အပေါ်တစ်ခါအောက်တစ်ခါနှစ်ခါရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ခတ်တဲစုလို့နှိပ်ပါမယ်ဒီနေရာမှာလဲ login နှိပ်ပြီးရှင်းဆက်သွားပါမယ်အခုဒီမှာက login နှိပ်လို့မရလို့ကျွန်တော် error တက်နေရဖြစ်တဲ့အတွက် Google Chrome browser ကနေမှတစ်ဆင့်ပြန်သွားပါမယ် off1 ဆိုပြီးရိုက်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီ login နှိပ်လိုက်ပါမယ် ID နေရာမှာကတော့ my page ID ရှောက်ခဲ့တော့ကကျွန်တော်တို့ကိုယ့်ရဲ့ email ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ခုနကသတ်မှတ်ခဲ့တဲ့ password အသစ်ကိုရိုက်ထည့်ပြီးတော့ login ကိုနှိပ်ပြီးတော့ကျွန်တော် login ဝင်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ forgot password တောင်းပြီးတော့ login ဝင်တာ okay ပါတယ်ဒီနေရာမှာကျွန်တော်တို့ delete စတယ်ပေါ့နော်ဘေးက menu bar ကနေမှတစ်ဆင့်ကျွန်တော်တို့ဒီကိုယ့်ရဲ့စာမွေးနဲ့ပတ်သက်တဲ့အချက်လက်တွေစစ်ဆေးတာတွေလုပ်လို့ရပါတယ် menu ကိုတစ်ချက်နှိပ်လိုက်ပါဒီ menu မှာကတော့ကျွန်တော်စာမွေးနေရင်တော့ကိုယ့်ရဲ့စာမွေးရဲ့ကျူကန်လျှောပေါ့နော်ဒီမှာဝင်ကြည့်လို့ရပါတယ်ကျွန်တော်တေချာတော့မမှတ်မိတော့ဘူးပေါ့နော်ရှိကမ်းမို့ရှိကုန်ပြီအော်ကျူကန်ရီရက်ခီပေါ့နော်တခုခုထဲမှာဝင်ကြည့်လို့ရပါတယ်ဒါကတော့ကျွန်တော်စားတောက်ဆိုင်ဖြေခဲ့တုန်းက result ဖြစ်ပါတယ်အခါခွင့်တင်လို့အချိန်ရတယ်ဆိုရင်တော့ဂျပန်ပြည်တွင်စားတောက်ဆိုင်စာမိုးရဲ့ဖြေခဲ့တုန်းကအတွေ့အကြုံလေးကိုလည်းအားလုံးအတွက်ကျွန်တော်မျှဝေပေးသွားပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်